ဒီကမှာတော့ထိုင်းနိုင်ငံရဲ့ FDA ဒီမပြူလက်မှတ်ရဘိုင်အိုတန်တစ်ကနေထုတ်လုပ်ထားတဲ့လူတင်ဇီယာဇန်တင်နဲ့ဗီတာမင် A တို့ပေါင်းစပ်ထုတ်လုပ်ထားတဲ့ပြည့်စုံစာလေးနဲ့မိတ်ဆက်ပေးနေရဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ဒီပြည့်စုံစာလေးကိုထိုင်းနိုင်ငံကနေပြီးတော့ထုတ်လုပ်ဖြစ်မြေအောင်ချပေးနေရဖြစ်ပါတယ်။ဒီပြည့်စုံစာလေးရဲ့ဆေးရောင်တစ်ထောင်ကျင်းစီတိုင်းမှာဗီတာမင် A 2145အားအပြင်လူတင်10 mgဇီယာဇန်တင်2 mg တို့ပေါင်းစပ်ထုတ်လုပ်ထားပဲဖြစ်ပါတယ်ရှင်။ဆေးဘူးတစ်ဘူးချင်းစီတိုင်းမှာဆေးတော့အလုံး30ပါဝင်ပါတယ်။သူရဲ့ပုံမှန်ရောင်းဈေးလေးကတော့တစ်ဘူးကို480ဘတ်ပေးရပါတယ်ရှင်။အထူးဆော့ဈေးအနေနဲ့တစ်ဘူးကိုမှ159ဘတ်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ဝယ်ယူသူတယောက်ကိုတစ်ခါပဲဝယ်ယူရရှိနိုင်တာဖြစ်လို့အမြဲဆုံးဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။